Okay, channel ရိုက်တုံးလေးဟိုရိုက်ဒီရိုက်လုပ်ရင်ပေါ့ channel မှာတော့အပင်လေးစုံပါတယ်ဗျာမယမ်းပင်ရှိပါတယ်ကနစိုးပင်ရှိပါတယ်နက်ပင်လေးရှိပါတယ်နက်တီးတွေကတော့ဟိုမှာခါသားတွေဖြစ်ပါတယ်ဗျာဒါကတော့ကနစိုးပင်တွေပေါ့ဗျာကနစိုးတီးတီးနေရပေါ့မှဲ့သေးပါဦးခင်ဗျာအစိမ်းတီးတွေပါဗျာမိုးကြမှာမှဲ့ပါပါကနစိုးပင်တွေဒါကနစိုးပင်လို့ခေါ်ပါတယ်နားတဝိုက်မှာတော့ကနစိုးပင်တွေဒီငါ6ပင်လောက်ရှိပါတယ်ဗျာကဲဘိန်းနဲ့ပဲလည်းရှိပါတယ်တော်တော်စုံပါတယ်ဗျာတဘာဝထင်းပင်တွေလည်းရှိပါတယ်ဗျာဒါကနစိုးပင်ဒါကနစိုးပင်ဗျာကနစိုးတီးလှပါတယ်ဗျာကဲရှေ့မှာလည်းကနစိုးပင်ဗျာဗမာကနစိုးတီးပေါ့ဗျာဒါတော့ကဲဗျာချစ်စရာကောင်းပါတယ်ဗျာကနစိုးတီးတွေကနစိုးပင်နေပါလေဗျာဒီနားတစ်ဝိုက်မှာတော့ဗျာဒီလိုမျိုးအပင်ကနေကပ်ပြီးတော့တီးပါတယ်ကဲအားလုံးပဲကျေးဇူးပါဗျာ